စဉ်ဒီနေ့ပွဲတော်ဆိုတာဖျားကြောင်ကထွက်လာသူတွေတွေ့လိုက်မှသိလာစဉ်အရန်မဲဝမ်းနဲ့သွားပြီးရုံထဖို့ဆုံးဖြတ်တာတွေငါမင်းကိုပြောပြခြင်း